တိုင်းပြန်လဲရယူသွားတဲ့ဝင်းနေစင်ကိုနောင်နဲ့ကိုစော်လင်းတို့တို့အားလေးစားစွာဖိတ်ခေါ်အပ်ပါတယ်လက်ကိုလေးပြပါဦးသူများကိုချီးကျူးနေပြီးတော့နိုင်ကာလီဦးဆိုင်အားလေးစားစွာကျေးဇူးတင်ရှိပါတယ်ဆက်လက်၍ပြိုင်ပွဲတွင်ဒုတိယဆုရရှိသွားသောနိုင်ငံတကာ ADB ပြိုင်ပွဲများတွင်ဝင်ရောက်ရှင်ပြိုင်လေးရှိသောကိုပြိုးစီသူနှင့်ကိုဘိုဘိုးတို့အားဖိတ်ခေါ်ပါတယ်သူများကိုချီးမြှင့်ပေးရန်အတွက်မိထီလာတဲနှင့်ဥက္ကဋ္ဌဦးဆိုင်ကောင်အောင်ကိုလက်ဦးဆန်းလေးအားလေးစားစွာဖိတ်ခေါ်ပါတယ်ကိုကြီးကိုရိုးရိုးလားစီတာကားနဲ့ဝင်မှာကားနဲ့ဆက်လိုက်ပြီကြိုင်ပွဲတွင်တတိယဆုရရှိသွားသောအိန္ဒိယမှလာသူဘင်္ဂါလီအသင်းဦးချိုးနှင့်ကိုတိရတို့အားဖိတ်ခေါ်ပါတယ်တတိယဆုများကိုချီးမြှင့်ပေးပါရန်မိဂါမျိုးရဲ့မိဂါတနည်းဒုတိယဥက္ကဋ္ဌကိုပြိုးစီသူအားဖိတ်ခေါ်ပါတယ်စိတ်ဟာစီနာရဲ့သားဆက်လက်ပြီးတန်ဝဲတွင်တတိယဆုအုပ်စုပလန်၌ဘူပူချင်းတက်လို့ဘူချင်းတက်လို့ကချွေးသိမ်းစုပေါ်မြစ်သိမ်းစုရောက်ရှိသွားပါတော့ကိုထူးနဲ့ကိုကောင်းတဲ့ဆန်တို့အားလေးစားစွာဖိတ်ခေါ်အပ်ပါတယ်ချွေးသိမ်းစုအားချီးမြှင့်ပေးပါရန်ဝိနည်းရှင်ကိုနောင်နဲ့ဇနီးဒီကျော်တို့အားလေးစားစွာဖိတ်ခေါ်အပ်ပါတယ်ကြောက်ခဲရေပေါ်သွားတော့အင်းဖြစ်ပါတယ်ခင်ဗျာဒီလေမိုးလာမသိဘူးဘာမှမနေရတာရာပစံရတာမပါဘူးဒီလိုဝိနည်းရှင်အားဝိနည်းစုတောင်းပေးခြင်းနဲ့ဝိနည်းကိတ်ခွဲခြင်းအစီအစဉ်ဖြစ်ပါတယ်
ပါလို့ပြောပြီးနောက်ဆုံး just ကနေထားခဲ့တဲ့လွယ်ချန်ရဲ့မှာ